မင်္ဂလာပါကလေးတို့ရေတီတို့ရဲ့ပုံမြင်လေးတွေကိုနားထောင်ကြရင်အတိအလိမ္မာတိုးပြီးမိဘကျေးဇူးတည်တတ်တဲ့သားသမီးမြတ်လေးတွေဖြစ်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးပုံမြင်အသစ်လေးတွေအများကြီးနားထောင်ကြပါဦးနော်တခါကရွာတရွာမှာကျမကြီးနဲ့သူ့သားဖြစ်တဲ့လိမ္မာတဲ့ကြွက်ကလေးနေထိုင်ပါတယ်။အိမ်နီးချင်းမှာလည်းကြက်မလေးတစ်ကောင်ရှိပါတယ်။ဒါပေမဲ့ကြက်မလေးကစိတ်ဆိုးလွယ်ပြီးအနိုင်ကျင့်တတ်တဲ့သူပါ။တနေ့မှာကျမကြီးကတစ်သီးတွေခူးပြီးအိမ်ပြန်လာချိန်ကြက်မလေးကလမ်းခုလက်မှာဟန်တာပြီးဒီတစ်သီးတွေငါ့ကိုပေးမှဖြတ်ခွင့်ပေးမယ်လို့ဆိုပါတယ်။ကြက်မကြီးကမနစ်သက်ပေမဲ့တစ်သီးတချို့ကိုပေးလိုက်ရပါတယ်။ဒီအဖြစ်ကိုလိမ္မာတဲ့ကြွက်ကလေးမြင်သွားတဲ့အခါသူ့မိကိုကြက်မလေးကိုတစ်သီးတွေဘာလို့ပေးရတာလဲလို့မေးပါတယ်ကြွက်မကြီးကသူ့လိုလူတွေနဲ့ရန်ဖြစ်ရင်ဘာအကျိုးရှိမလဲလိမ္မာပြီးစိတ်ရှည်တဲ့သူပဲအောင်မြင်တယ်ကွယ်လို့ရှင်းပြပါတယ်နောက်တစ်နေ့မှာကြက်မလေးကတစ်သီးတွေထပ်တောင်းဖို့လာပြန်ပါတယ်ဒီတစ်ခါတော့ကြွက်ကလေးကအမေကိုကာကွယ်ဖို့အရှိကရက်ပြီးဒီတစ်သီးတွေကငါတို့အတွက်စ조사စုဆောင်းထားတာပါမင်းကမတရားတောင်းနေရင်ရွာသူရွာသားတွေကိုပြန်ပြောမယ်လို့ရဲရဲကြီးပြောလိုက်ပါတယ်ကြက်မလေးကဒီစကားကိုကြားတော့ကြောက်သွားပြီးနောက်တစ်ခါမလာရဲတော့ပါဘူးကြွက်မကြီးကသူ့သားလေးကိုချီကျူးပြီးသားလိုလိမ္မာပြီးတတိရှိတဲ့ကလေးကိုပဲအမေကချစ်တယ်လို့ပြောပါတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့လိမ္မာပြီးစိတ်ရှည်ခြင်းကအားသာချက်ဖြစ်စေပါတယ်ကွယ်ဒါပေမဲ့မတရားမှုကိုရဲရဲကြီးရပ်တန့်ဖို့လဲလိုပါတယ်ဆိုတဲ့အကြောင်းတတိရှိပြီးရဲရင်းနဲ့ကြွက်ကလေးလိုကလေးများအားလုံးဖြစ်ကြပါစေကွယ်